အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျမရဲ့ဘဝမှာပထမဆုံးချက်ဖြစ်တဲ့ဂျပန်ဟင်းဗီဒီယိုလေးပဲဖြစ်ပါတယ်အရင်ဆုံးဘာလို့မလဲဆိုရင်စီထဲပါတယ်ကျမမီးမဖွင့်မနဲ့စီထဲတယ်ပေါ့နော်နေသွားလို့ပါအဲ့နဲ့နောက်တော့မီးဖွင့်လိုက်ပါတယ်မီးဖွင့်ပြီးတော့စီလေးထည့်တယ်ပေါ့နော်စီနည်းနည်းပေါ်လာပြီဆိုရင်ကျက်သွန်ဖြူကျက်သွန်နေဂျင်းထည့်ပါမယ်ဂျင်းကတော့ဒီမှာမြင်ရတဲ့အတိုင်းအပြားလေးပေါ့နော်အစကတည်းကဒီဂျင်းကိုကြိတ်ပြီးတော့မှခက်ခက်နဲ့ထည့်ထားတာအဲ့ဒီအပြားလေးထည့်တာပေါ့နော်ပြီးတော့ငရုတ်သီးအစိမ်းမုတ်ငရုတ်သီးအစိမ်းမုတ်ဟုတ်တယ်ငရုတ်သီးအစိမ်းမုတ်ထည့်ပါတယ်ပြီးရင်တော့မွေးမယ်ပေါ့နော်မွေးပါတယ်မွေးပြီးတော့စားထည့်ပါတယ်စားထည့်ပြီးတော့ငပြိုင်နည်းနည်းထည့်ပါတယ်ပုံမှန်ဂျပန်ရင်းဆိုလို့ရှိရင်တော့မဆလာထည့်လို့ရပါမယ်ကျမတော့မဆလာလုံးဝမစားပါဘူးအဲ့ဒါကြောင့်မလို့မဆလာကိုမထည့်ထားဘူးပေါ့နော်ပုံမှန်အခြေအနေမှာဆိုတော့ဒီလိုမျိုးအနေထားမှာမဆလာထည့်လို့ရပါတယ်ပြီးတော့ကျက်သွန်ပြကျက်သွန်လေးအစင်နတ်နေမွေးလာပြီပေါ့နော်ဂျင်းနတ်နေလည်းမွေးလာတဲ့အချိန်ကြလို့ရှိရင်တော့ကြက်သားထည့်ပါမယ်ကြက်သားကိုဟင်းနဲ့ဒီနေ့ပြီးချာမွေးပြီးနေပြီးတဲ့အခါကြလို့ရှိရင်တော့စားထည့်ထားတဲ့နှုံကဒီစားတွေကကြက်သားထဲမှာဝင်သွားမှဖြစ်တဲ့အတွက်ကြောင့်မလို့စားလေးအနေငယ်ထပ်ပြီးတော့ထည့်ပေးရပါမယ်ဟင်းနဲ့တရားကြက်သားတွေကိုတည်တည်ချာချာလေးစိတ်ဝင်သွားပြီလို့ထည့်ရပြီဆိုလို့ရှိရင်အဲ့ဒီအနေထားမှာရေလေးနည်းနည်းထည့်ပါမယ်ရေထည့်ပြီးတော့ပြန်ပြီးတော့အုပ်ထားပါမယ်အဲ့တော့မှဟင်းနဲ့တွေဝင်သွားပြီးတော့ဒီကြက်သားကလည်းနူးမှာပေါ့နော်ကျမတော့ဟင်းကိုအုပ်ထားတဲ့အချိန်မှာကျမလုပ်ဆရာရှိရလေးနည်းနည်းဆက်လုပ်တယ်ပေါ့နော်ဒီကြက်သားဟင်းနဲ့စားဖို့အတွက်အရွက်ကြော်ကိုအရွက်ကိုဆေးထားတယ်ပြီးရင်ပကံနေဆေးဆရာရှိရလေးပြန်ဆေးပါတယ်ပြီးရင်တော့ကျမမီပြင်ပေးထားတဲ့ပဲအနှစ်ပေါ့နော်ပဲအနှစ်ကဘယ်လိုလုပ်ထားလဲဆိုရင်အရင်ရက်တွေကလေးကပဲကိုကျိုးပြီးတော့ပြုတ်ထားတယ်ပြုတ်ထားပြီးတော့အခဲခံထဲမှာထည့်ထားတဲ့ပဲအနှစ်ကိုပြန်ပြီးတော့ကြက်သားတွေကိုထည့်ပါမယ်ဒီပုံလေးကတော့ကျမအမေပြင်ပေးထားတဲ့ပဲအနှစ်ပါပဲကိုပြုတ်ပြီးတော့အရင်ရက်တွေကကျိုးပြီးပြင်ထားတာပေါ့နော်အဲ့ဒီဥစ္စာလေးကိုကြက်သားကိုထည့်ပါမယ်ထည့်ပြီးတော့တည်ချာချာလေးမှုပါမယ်အဲ့တော့ကြက်သားအိုးထဲမှာငကိုရှိပြီးသားအရသာပေါ့နော်အဲ့ဒါကပဲနှစ်ထည့်လိုက်တဲ့အချိန်မှာအရသာရော့သွားမှာပေါ့အရသာရော့သွားမှာဖြစ်တဲ့အတွက်စားလေးနည်းနည်းတော့ပြန်ပြီးတော့ထည့်ပေးရပါမယ်ဒီထဲမှာကြည့်မယ်ဆိုလို့ရှိရင်အကုန်လုံးနဲ့တွေ့ကြမှာပေါ့နော်ဒီမှာကျမကကြက်သားမလုံးဝမသုံးပါဘူးစားတစ်မျိုးပဲသုံးပါတယ်sorry အပြားလေးနည်းတော့ထည့်လိုက်တယ်ပေါ့နော်အပြားကြီးကဘာလို့ထည့်ရလဲကျွန်မမသိပါဘူးကျွန်မမထည့်နိုင်တာပါအဲဒါကြောင့်ကျွန်မအပြားကြီးထည့်တယ်ပေါ့နော်ပြီးတော့ရင်နွေးပြန်ထည့်ပြီးတော့တည်ထားလိုက်ပါတယ်စားလို့အနေတော့ဖြစ်လောက်တဲ့အချိန်ကြာလို့ရှိရင်မီးပိတ်လိုက်လို့ရပါပြီဒါပါပဲအားလုံးကျေးဇူးတင်ပါတယ်